ကျွန်တော်တို့ဒါကတော့ Lexi Station နာနဲ့အနီးဆုံးပေါ့နော်Runquest Hotel ပဲဖြစ်ပါတယ်ဒီ Runquest Hotel မှာကျွန်တော်ဒီနေ့တဲမှာဖြစ်ပါတယ်ဒီ Runquest Hotel ကဘာနဲ့နီးလဲဆိုရင်ချူလာပွန်းဆေးရုံနဲ့နီးတဲ့အတွက်ကြောင့်ဆေးရုံလာပြတဲ့လူတွေအဆင်ပြေတယ်ကျွန်တော်အခု Agoda နေပြီးတော့ booking လုပ်လိုက်တာပေါ့နော် Agoda booking လုပ်လိုက်တာတညကိုကျွန်တော်930နဲ့ရတယ်ပေါ့နော်တညကိုဒါကတော့ lobby area လေးဒီမှာဒီမှာစားတောက်တွေမှာပြီးဒီမှာလဲစားလို့ရ dining area ပေါ့နော်ဒါကတော့ဒီမှာ coffee တွေပါလုပ်ပေးထားတယ်ပြီးတော့ဒီမှာက reception counter လေးရှိတယ်ဒါပေမဲ့ဒီ Runquest ရဲ့အထူးခြားချက်တစ်ခုကတော့ဒီမှာသူက self check in ပေါ့နော် check in ကကိုယ့်အကိုလုပ်ရမယ်ဒီဟာကို scan ဖတ်ပြီးတာဒီ QR လေးကို scan ဖတ်ပြီးတာ ਨੇ ကျွန်တော်တို့ information တွေကို line ရနေပြီးတော့ information တွေပို့ပေးရမယ် passport တွေတဲမဲ့ဧည့်သည်အချက်လက်တွေပို့ပေးရတယ်ဟိုဘက်ကနေပြီးတော့ကျွန်တော်တို့ဒီ room key ကို lot number block ကနေ use ဆိုပြီးဒီ lot number လေးတွေသူကပြန်ပေးတယ်အဲ့ဒီထဲမှာ room key ကိုထုတ်ပြီးတော့အခန်းကိုသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ hotel ရဲ့အားနည်းချက်တစ်ခုကတော့ဓာတ်လီကားမပါဘူးလီကားနဲ့ပဲဆိုတော့အဲ့ဒါတော့အထုပ်ပိုးတွေအများများပြီးလာမဲ့လူတွေတို့ကတော့ဆက်မပြေဘူးပေါ့နော်ဒါကတော့ Runquest Hotel ပဲဖြစ်ပါတယ်ဒီ Runquest Hotel ကကျွန်တော်အခန်းထဲတော့မရိုက်ပြတော့ဘာလို့လဲဆိုတော့အခန်းမလှတော့တော်တော်မလှအောင်ကျွန်တော်ကြည့်လိုက်တာဟိုပါလေတကယ် budget ဖြစ်နေတဲ့အတွက်ကြောင့် budget hotel ပေါ့နော်ကျွန်တော်တို့ကဆေးရုံပြမယ်ဆေးကန်းပြမယ်တနေ့ကုန်အပြင်မှာရွေးနေညအိတ်ဖို့တီးတန့် budget ပဲသုံးကျင်တဲ့လူတွေအတွက်ကအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့အခန်းကလေတော်တော်ညံ့နေဟိုပါညံ့နေဆိုတာဘယ်လိုပြောမလဲဟိုလိုမျိုးညစ်ပတ်နေတာမဟုတ်ဘူးဟိုဒီ decoration လက်ရာတွေကကျန်းတယ်နောက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟို budget ပေါ့နော်တကယ် budget hotel ဖြစ်တဲ့အတွက်ကြောင့်တော့နည်းနည်းလေးကျွန်တော်အခန်းကတော့တိတ်အရင်အကြိုက်ကြီးတွေကတော့မဟုတ်ဘူးဈေးနှုန်းအရဆိုရင်တတ်တာတယ်ဈေးနှုန်းတတ်တာတယ်နောက်ပြီးတော့နောက်တစ်ခုကဘောနော်တနေ့ကုန်ပြင်သွားပြီးတော့ဟိုဘယ်လိုခေါ်မလဲအဲ့တဲ့အချိန်လောက်ပဲလာမဲ့လူတွေအတွက်ဆိုအဆင်ပြေတယ်အဲ့ຢာတွေပါတွေကတော့တန်တန်ရှင်းရှင်းပါပဲရေချိုးခန်းကြွရမပါဘူးရေဘူးရေအေးပါတယ်ရေဒါကတော့သူ Runquest ရဲ့ဒါ channel မှာပေါ့နော်အောက်မှာလည်းဒီမှာကားပါကင်ရှိတယ်ဆိုတော့ဒါက Runquest ရဲ့ဒီ hotel ရဲ့ဒီအခြေအနေလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ vlog မှာတော့အခန်းပုံတော့မရိုက်ပြတော့ဘူးအခန်းပုံကအရန်ကြီးထူးခြားလည်းမရှိဘူးတာမန်ကျွန်တော်တို့ရန်ကုန်မှာတဲခိုခန်းပုံစံလောက်ပဲရှိတယ်ဒါပေမဲ့ green တွေဘာတွေကတော့အကုန်တန့်နေဗီဒီယိုတစ်လုံးပါတယ်နောက်ပြီးတော့ရေချိုးခန်းမရေဘူးရေးပါမယ်ရေချိုးခန်းတော့ကြွေပြားမပါဘူးရိုးတန်ပန်တလင်းဆိုတော့လေတော်တော် budget ထဲမှာတော့ရှိတယ်ဒါကတော့ကျွန်တော်ဒီကဲလို့ပေါ့နော်ဆေးရုံနဲ့နီးတယ်ဒီမှာဘန်ကောက်မှာပြဿနာကိုလုံးမဲ့နေရာနဲ့နီးတဲ့ဟာကိုယူထားမှအဆင်ပြေမယ်အဲ့ဒါမှသွားရေးလာရေးလည်းချိန်သိမ့်မကုန်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါကတော့ချူလဘုံဆေးရုံမှာလာပြီးပြမဲ့လူတွေအတွက်ဆိုရင်ဒီနေရာအရန်အဆင်ပြေတယ်ပြီးတော့ဒီမှာ visa အတွက်တက်တန်းတိုးတာတွေဘာလို့ဆိုလို့ရှိရင်ဒီမှာLexi မှာရှိတယ် Lexi ရဲ့ဒီ government complex တို့ဘာလို့နဲ့လည်းနီးတယ်ပေါ့နော် Lexi ထဲမှာဆိုလို့ရှိရင်လည်းဒီ visa တက်တန်းတိုးတွေဘာတွေလာလုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့အားလေးတော့တခုတော့ဟိုကောင်းတယ်ဒါပေမဲ့ဈေးလည်းတသက်နဲ့နီးနီးနားလည်းသွားကျင်တယ်ဆိုတော့ဒီ hotel ကတော့မဆိုးလို့ပြောအောင်ခန်းနေထားတော့အရင်ကောင်းရတော့မဟုတ်